Strawberry ၏အကျိုးကျေးဇူးများနှင့်ဆိုးကျိုးများအကျိုးကျေးဇူးများအာဟာရဓာတ်များကြွယ်ဝခြင်း Strawberry သည်ဗီတာမင် C ဓာတ်အလွန်များပြားစွာပါဝင်သောကြောင့်ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးအသားအရည်ကိုလှပစေကာအရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုနှေးကွေးစေပါသည်ထို့အပြင်အမြင့်ဓာတ်ဖောလိပ်ပိုတက်ဆီယမ်ကယ်ဆီယမ်မက်ဂနီဆီယမ်မန်ဂနစ်နှင့်ဖော့စဖရပ်တို့လည်းကြွယ်ဝစွာပါဝင်ပါသည်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမြင့်မားခြင်းအန်ဒိုဆိုင်ယာနင်ဟုခေါ်သောထိရောက်သည့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီးခန္ဓာကိုယ်ရှိဆဲများကိုပျက်စီးခြင်းမှကာကွယ်ပေးပါသည်ယောဂအမျိုးမျိုးဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးခြင်းနှလုံးနှင့်သွေးကြောဆိုင်ရာယောဂများကိုလက်စထရောအဆင့်ကိုလျှော့ချပေးပြီးသွေးဖိအားကိုလျှော့ချပေးကာကောင်းမွန်သောကိုလက်စထရောအတို့ကိုတိုးပွားစေပါသည်ဆီးချိုယောဂသွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ရာတွင်အထောက်အကူပြုပါသည်ကင်ဆာယောဂဗီတာမင် C နှင့်အန်ဒိုဆိုင်ယာနင်တို့သည်ကင်ဆာဖြစ်ပွားမှုကိုတားဆီးပေးနိုင်ပါသည်သွေးအားနည်းယောဂသွေးနီများထုတ်လုပ်ရာတွင်အထောက်အကူပြုပါသည်မျက်စိယောဂအမြင်အာရုံကိုကောင်းမွန်စေပြီးအတွင်းတိမ်နှင့်ညာဘက်မျက်စိကွယ်ယောဂများကိုကာကွယ်ပေးပါသည်အသားအရည်ကိုပြုစုပျိုးထောင်ပေးခြင်းမဲလာနင်ထုတ်လုပ်မှုကိုဟန့်တားပေးသောကြောင့်အသားအရည်ကိုတောက်ပစေပြီးဝက်ချံနှင့်အဆီပြန်ခြင်းကိုလျှော့ချပေးကာကောလာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးသောကြောင့်အသားအရည်ကိုတင်းရင်းစေပါသည်ကိုယ်လေးချိန်ထိန်းညှိရာတွင်အထောက်အကူပြုခြင်းကယ်လိုရီနည်းပါးပြီးကိုလက်စထရောမပါဝင်သည့်အပြင်အမြင့်တက်များသောကြောင့်ဗိုက်ပြည့်စေပါသည်ဝမ်းမှန်စေခြင်းရေတွင်ပျော်ဝင်နိုင်သောအမြင့်တက်နှင့်မပျော်ဝင်နိုင်သောအမြင့်တက်နှမျိုးလုံးပါဝင်သောကြောင့်အစာခြေစနစ်ကိုကောင်းမွန်စေပါသည်အုံနှောက်နှင့်အာယုံကြောစနစ်ကိုအားဖြည့်ပေးခြင်းအယိုးနှင့်သွားများကိုတန်မာစေခြင်းမျက်လုံးအချင်းကိုလျှော့ချပေးခြင်းပပလီထားသောစတော်ဘယ်ရီသီးကိုမျက်လုံးအောက်တွင်10မိနစ်ခန့်ကတ်ထားခြင်းဖြင့်မျက်လုံးအချင်းကိုလျှော့ချပေးနိုင်ပါသည်ဆိုးကျိုးများနှင့်သတိပြုရန်များဓာတ်မတည့်ခြင်းကလေးငယ်များသည်စတော်ဘယ်ရီနှင့်ဓာတ်မတည့်နိုင်ခြေရှိပြီးပါးစပ်မျက်နှာရှာလဲချောင်းတို့တွင်ရောင်ရမ်းခြင်းခေါင်းကိုက်ခြင်းပါးစပ်ယားခြင်းအင်ပြင်းထခြင်းသို့မဟုတ်အသက်ရှူရခက်ခဲခြင်းများဖြစ်ပေါ်နိုင်ပါသည်ဓာတ်မတည့်သည့်လက္ခဏာများတွေ့ရှိပါကဆရာဝန်နှင့်ချက်ချင်းပြသသင့်ပါသည်ဆာလစ်စလိတ်ဓာတ်များခြင်းအစပရင်နှင့်ဓာတ်မတည့်သူများသို့မဟုတ်အစာအိမ်နှင့်ဦးလန်းချောင်းဆိုင်ရာပြဿနာရှိသူများသည်စားသုံးရာတွင်သတိထားသင့်ပြီးရားရန်ခြင်းကိုဖြစ်စေနိုင်ပါသည်ပြုပြင်ထားသောထုတ်ကုန်များတွင်တကြားဓာတ်ပါဝင်မှုများခြင်းစတော်ဘယ်ရီကိုဖြော်ရည်သို့မဟုတ်ယိုကဲ့သို့ပြုပြင်ထားသောပုံစံဖြင့်စားသုံးပါကတကြားဓာတ်များနိုင်သောကြောင့်တင့်သောပမာဏဖြင့်သာစားသုံးသင့်ပါသည်ပိုးသက်ဆေးအကျွင်းကြံများစားသုံးခြင်းမပြုမီစတော်ဘယ်ရီသီးကိုတေချာစွာဆေးကြောသင့်ပြီးပိုးသက်ဆေးအကျွင်းကြံများ၏အန္တရာယ်ကိုလျှော့ချနိုင်ပါသည်ယေဘုယျအားဖြင့်စတော်ဘယ်ရီသည်အကျိုးကျေးဇူးများစွာရှိသောသစ်သီးတစ်မျိုးဖြစ်ပါသည်တင့်သောပမာဏဖြင့်စားသုံးပြီးသတိပြုသင့်သူများကသတိထားပါကကျန်းမာရေးအတွက်ကောင်းမွန်သောအစားအစာတစ်မျိုးဖြစ်နိုင်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်